Hello, hello, hello. ပြောဆက်စရာမိုင်လေးနည်းနည်းလောက်တင်ပေးပါဦးဗျာ Hello, hello, hello. ဟုတ်ကဲ့အစင်းပြေပြီခင်ဗျာဟုတ်ကဲ့မင်္ဂလာပေါင်းတဲ့ပြည့်စုံလာတွေပါလာရှင်းပြူသမီးကညာနာတာစီကားလာတဲ့လူတော်ပွဲကြီးကိုကြွားရောက်ချီးမြှင့်ကြတယ်ဂုံတွေရရှိလူကြီးမင်းများနေအဲ့တဲ့တော်ပေါင်းဖို့ခင်ဗျာစိတ်တဒုက္ခကာယဒုက္ခနှပြသောဒုက္ခနဲ့ပြည့်စုံကြပါစေယနေ့လူရန်ကြတယ်အလူတော်ပွဲကြီးကိုလည်းအတန်အားဖြင့်ပါရမီဖြင့်တင်ဆက်ပေးနေတယ်ဒီနေ့တစ်ခွင်မှာပြိုင်ဆိုင်ရှားတယ်တေးတန်သာမိသားစုကိုလည်းကျေးဇူးဂါရဝအထူးတင်ပါကြောင်းကျွန်တော်ရွာစော်ကြီးကပြောကြပါရစေယနေ့ပြုလုပ်လူတန်းကြတယ်အလူတော်မင်္ဂလာပွဲကြီးမှာရှင်လောင်းလေးကိုအချိန်ရောက်တော့မှာမို့ကိုကာလာသားများကိုးနောင်ပန်းနောင်ကန်အပြိုကြောလေးများအစင်သက်ပြုလုပ်ပေးကြပါခင်ဗျာဟာကိုနာကအိုးဒီဝိုင်းကစူလို့ညံလို့တို့ရွာကအိုးဒီဝိုင်းကဘာကြောင့်မူနေကြတာလဲကွာရှင်လောင်းလေးထွက်ကြရအောင်ဟုတ်ကဲ့ကျက်တဲ့ခါကပြည့်စုံလာတယ်ပါရလွန်းလာတယ်ဒီကျေးရွာဒီဒေသလေးကအလူတော်မင်္ဂလာပွဲကြီးချစ်လာစွာသောပရိသတ်ကျင်နာတတ်တယ်ရွာသူရွာသားများဟော်၍လာတယ်အတန်ချက်သက်ဆရာများနေတွဲဆုံဝေရတဲ့အတွက်ကျွန်တော်ဤဒေသနာမိသားစုကအထူးပင်ဝါသာပီတိဖြစ်ပြီးပါတယ်ခမညာယခုလိုထမင်းရေချောင်းစီမောင်းတီလိုလူတန်းပြင်းနေအလူတကအလူမကြီးတို့မိသားစုကိုလည်းစိတ်ရွှေရတနာတိုးမချမ်းသာတက်နေပမာတိုစက်တရေဖြိုးကတာယာပျော်ရွှင်၍သာသနာပြုနိုင်ကြပါစေလို့ကျွန်တော်ဤဒေသနာမိသားစုမှာတောင်းစုပဏာမပြုလိုက်ပါရစေအလူတကအလူမကြီးနေဂုံတရေရှိဧည့်သည်တော်များချစ်သောပရိသတ်အပေါင်းတို့ခမညာ